ခြားဂျိုတွေပေါ်မှာဘလို့ထူးဆန်းတဲ့မြင်ကွင်းတွေရှိမလဲဆိုတာကိုခင်ဗျားသိကျင်နေရလားတကယ်တော့အင်္ဂါဂျိုဒါမှမဟုတ်တခြားဂျိုတွေစီတွားစရာမလိုပဲနဲ့ကျွန်တော်တို့ကဘာမြေပေါ်မှာနေဂျိုဓာကဘာကိုရောက်သွားလို့ခံစားရစီမဲ့ထူးဆန်းတဲ့နေရာတွေရှိနေပါတယ်အဲ့ဒီအကြောင်းတွေကိုဒီနေ့ info blog ကနေပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြပါဦးနော်နံပါတ်1 Socotra ကျွန်းဒီကျွန်းမှာရှိတဲ့ Dragon Blood လို့ခေါ်တဲ့တစ်ပင်တွေဟာထီးတလက်ကိုပြောင်းမြန်လှန်ထားလို့ပုံစံရှိပြီးတော့ကဘာပေါ်ကတခြားဘယ်နေရာမှာမှမရှိဘူးလို့ဆိုပါတယ်ဒါဟာတကယ်ကိုဂျိုဓာကဘာကမြင်ကွင်းတစ်ခုလိုပါပဲနံပါတ်2ဒါလောမီးတောင်ဝအီသီယိုးပီးယားကအဲ့ဒီနေရာဟာကမ္ဘာအပူဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်နီယွန်အဝါရောင်နဲ့အဆင်းရောင်ဆာဖာအိုင်တွေကြောင့်အဲ့ဒီနေရာကိုကြည့်မယ်ဆိုရင်တခြားဂျိုတစ်ခုပေါ်ရောက်နေတယ်လို့ခံစားရမှာဖြစ်ပါတယ်နံပါတ်3ကမ္ဘာအကြီးဆုံးမှန်ချက်ကြီးဘိုလီးဗီးယားကဒီစားကွင်းကြီးဟာမိုးရွာပြီးတဲ့အခါကောင်းကင်ယံကိုရောင်မြန်ဟပ်ပြီးတဲ့အေယာမမှန်ချက်ကြီးတစ်ခုလိုဖြစ်သွားပါတယ်ဒီမှာလမ်းလျှောက်ရတာဟာတိမ်တွေပေါ်မှာလမ်းလျှောက်နေရတယ်လို့ပါပဲနံပါတ်4 Flying Geyser အမေရိကန်ဒီရေပူစမ်းဟာလူလုံရင်းကနေမှားယွင်းထွက်ပေါ်လာတာဖြစ်ပြီးတော့ထူးဆန်းတဲ့ပုံစံနဲ့အကြောင်းအတွေးစုံလင်မှုကြောင့်အိပ်ပံဝတ္ထုတွေကဂျိုဓာတွေရဲ့နေရာတစ်ခုနဲ့တူနေလို့ဆိုပါတယ်နံပါတ်5ငရဲပြည်ရဲ့တကားဝတက်မင်နစ္စတန်ကဒီဂတ်စတွင်းကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကလေးကအခုထိမယမနာမီးလောင်ကျွမ်းနေတာပါညဘက်မှာကြည့်ရင်အရန်ကိုကြောက်စရာကောင်းပြီးတော့ထူးဆန်းတယ်လို့ဆိုပါတယ်နံပါတ်6စကြင်ကြောက်ကူများချီလီနိုင်ငံကဒီကူတွေဟာနှစ်ပေါင်း6000ကျော်ကြာရေတိုက်စားမှုကြောင့်လှပတဲ့အပြာရောင်စကြင်ကြောက်နိုင်ရန်တွေဖြစ်ပေါ်နေတာပါဒီကူထဲမှာရှိတဲ့အယောင်တွေဟာတကယ်ကိုစိတ်ကူးရင်ဆန်လာပါတယ်နံပါတ်9တက်တောင်တန်းများရုပ်နိုင်ငံမှာရှိတဲ့ဒီတောင်တန်းတွေဟာဆေးရောင်ချဲထားလိုမျိုးအယောင်ဆုံးလင်းနေတာဖြစ်ပါတယ်ဒါဟာတထုတက်တွေနဲ့တဲကြောက်တွေနှစ်တန်းပေါင်းများစွာဆူဆွေးမှုကြောင့်ဖြစ်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်နံပါတ်10ကောင်းငင်ဘော်ကကျွန်းဗင်နီဇွဲလားမှာရှိတဲ့ဒီတောင်ဟာထိပ်ပိုင်းကပြားချက်နေပြီးပင်ပင်လယ်တွေကြားမှာပေါ်ထွက်နေတာပဲဖြစ်ပါတယ်ဒီတောင်ပေါ်မှာပဲရှိတဲ့ထူးဆန်းတဲ့တဝါတွေနဲ့အပင်တွေဟာအခြားကဘာတစ်ခုလိုပါပဲလို့ဆိုပါတယ်နံပါတ်9အေယာမပုံဆောင်ခဲကူမက္ကဆီကိုမှာရှိတဲ့ဒီကူထဲမှာလူတယောက်စာထပ်ပိုကြီးတဲ့အေယာမပုံဆောင်ခဲခရစ်စတယ်ကြီးတွေရှိပါတယ်ဒီကူထဲမှာအပူချိန်ကအရန်ပြင်းထန်လို့အကားကွယ်မပါဘဲ10မိနစ်ထပ်ပိုပြီးမနေနိုင်ပါဘူးနံပါတ်10လင်းလက်နေတဲ့ကူများနယူးဇီလန်ဒီကူထဲမှာထောင်ပေါင်းများစွာသောပိုးဆုံးကျူးလေးတွေရှိပါတယ်ကူအမိုးပေါ်မှာကျယ်ရီလိုလင်းလက်နေတဲ့သူတို့ရဲ့အလင်းတန်းတွေဟာအာကာသထဲရောက်နေလို့ခံစားရစီမှာဖြစ်ပါတယ်တကယ်တော့ကဘာမြေဟာကျွန်တော်ထင်တာကပိုပြီးတော့စမ်းကြယ်လာပါတယ်အခုပြောရတဲ့နေရာ10နေရာတွေကနေပြီးတော့ခင်ဗျားတွားချင်တဲ့နေရာဘယ်နေရာဖြစ်မလဲကွန်မန့်မှာပြောပြကြပါဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုဗဟုသုတတွေအမြဲစီးဆင်းရ info flow ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်